စားအစာတွေဆိုင်ဘာနဲ့တွေ့တော့ဖြစ်ကြလဲယူနီလာရေအေးလာအေးတခုဟူလားဒါဆိုရင်တော့ဒီနေ့မှာ Riety နဲ့အစားအစာတွေကိုတွဲဖက်စားသုံးကြည့်ကြမယ် Riety ရဲ့အရသာဘယ်လိုရှိမလဲဆိုတော့ဆက်စုကြည့်ကြမယ်လိုက်ခဲ့နော်ကျင်းကမောင်လေးရဲ့ပေးနေဆိုရပြပြစီဒါရRiety နဲ့ပိုလိုက်ဖက်ပြည့်စုံတဲ့ခန်းစားချက်ပွဲကတာမီနယ်အမှပြန်ရောက်လာပြီလို့ပြောတယ်ဒီတစ်ခါတော့ဘာတွေထူးခြားမှုရှိမလဲဆိုတော့ဆက်စုကြည့်ကြမယ်ဘာအစားအသောက်တွေနဲ့ Riety ရဲ့အရသာဘလို့လိုက်ဖက်ညီမလဲဆိုတော့ကြည့်ကြမယ်မာလာရှန်ကောလေးကလေထုံထုံဆက်ဆက်လေးနဲ့စားလို့ကောင်းနေရောရှူရှဲပွင့်ထွက်လေးစားနေရင်ဆက်လာနဲ့ Riety လေးတောက်လိုက်တယ် Riety နဲ့အစားအစာတွေကိုတွဲစားဖို့အရင်ကမတွေးမိခဲ့ဘူးဒါမဲ့ Riety နဲ့ပိုလိုက်ဖက်ပြည့်စုံတဲ့ခန်းစားချက်ပွဲကိုရောက်တော့မှပဲအစားအစာတွေကို Riety နဲ့တွဲတောက်လိုက်တဲ့အခါမှာ Riety ရဲ့အရသာပိုကောင်းသွားတယ်ပိုမိုက်သွားတယ်ဆိုတာကိုခံစားမိတော့တယ်အခုစားနေရလေးကတော့ဘဲဆက်ပါထုံထုံဆက်ဆက်မှုန့်မွေးလေးနဲ့တအားကိုထိမိပြီးစားလို့ကောင်းပါတယ်စားနေရင်နဲ့ဆက်လာမလို့ Riety လေးတောက်လိုက်ပါတယ်အဆက်နဲ့ Riety ကတကယ်ကိုလိုက်ဖက်တာပဲအဆက်စားပြီးတဲ့အချိန်မှာ Riety တောက်လိုက်တော့ Riety ရဲ့အရသာပိုကဲသွားတယ်ပိုပြီးတော့အရသာရှိသွားတယ်ဒါလေးကတော့ကြက်တလုံးကြော်ပါထုံထုံဆက်ဆက်လေးနဲ့အရန်ကိုစားကောင်းတာပဲမာလာနဲ့မွေးမွေးလေးနဲ့ Grace အခုစားပြသွားသမျှထဲမှာဒီကြက်တလုံးကြော် Grace အကြိုက်ဆုံးမှာရမ်းစားကောင်းပါတယ်အာလူကြောင်ကြော်လေးလည်းစားကောင်းတယ်အာလူကြောင်ကြော်လေးမာလာမှုန့်နိုင်လေးဖြူးပြီးတော့လှုပ်ထားတာထိမိရပဲထိမိပွင့်ထွက်honestly ပြောရမယ်ဆိုရင်လေ Grace ကအဆက်မစားနိုင်တဲ့ထဲပါတယ်ဒါပေမဲ့အဆက်ကိုလည်းတအားကြိုက်တယ်အဲ့တော့ Grace ကဘယ်တော့ဘာဆဆ Riety နဲ့ပဲတွဲစားပြစ်တယ်စားလို့တောက်လို့ပြီးသွားပြီဆို game တွေလိုက်ဆော်ပါမယ်ဒီတစ်ခေါက်ပွဲမှာလေ food blogger တွေအများကြီးနဲ့လည်းစုံခဲ့တယ်စားတောက်တွေလည်းမြန်မြန်ဆိုင်ဆိုင်နဲ့ဆိုင်နေအများကြီးပါတယ်ဆိုတော့အရန်ပျော်ခဲ့တာဒီတစ်ခေါက်ပွဲကတော့တွားဘူးသမျှ Riety ပွဲတွေထဲမှာအပျော်ဆုံးပွဲပဲအရန်ပျော်နေလို့လားမသိပါဘူးစောသမျှ game တိုင်းလည်းအကုန်နိုင်တာတော့ကျင်းကလောက်ကလေးညာစားပြီနော်ဆိုမချူလာမချိုနေတာပဲဆိုတာစနောက်ပြီးပြောတာပါအမှန်တိုင်းပြောရရင်ကျဟင်းကတိကခါပါတယ်ဒီဂိမ်းလေးကတော့အီယော်တဲပါကမလားစားမလားဆိုတဲ့ဂိမ်းမှာအဲ့တော့ food blogger ပဲလေစားပဲစားမှာပေါ့အဲ့တော့ကျဟင်းကတိစားလိုက်ရပါတယ်ရှင်game လေးကိုပြအောင်ဆော့ပြီးသွားပြီဆိုတော့လက်ဆောင်လဲပဲနေရာမှာ lucky draw နှိုက်ပြီးတော့လက်ဆောင်လဲခဲ့ပါတယ် Riety ပေါက်တာနဲ့ကိုကလည်း game ဆော့ပြီးမောနေတဲ့အချိန်နဲ့ဆို Riety တဘူးကိုတကြိုက်ထဲနဲ့တောက်ချလိုက်ပါတယ်ရှင်ကဲအခုဆိုရင်တော့ကျမရဲ့အပေါင်းဖော်တွေရောက်ရှိလာပြီဆိုတော့ဘာတွေပြောပြီးဘာတွေခွင်နေလဲမမှတ်မိတော့ပါဘူးဒါပေမဲ့တအားတော့ရည်ခဲ့ရပါတယ်ဘာတွေပြောနေကြတာလဲမသိဘူးမောင်လေးရဲ့ပေးနေဆိုရပြပြစီဒါရဗမ်းမလိုက်ရအောင်နော်ဟုတ်တယ်ဗမ်းမလိုက်အောင်ဒါကတော့ stage ပေါ်မှာမခိုင်နေတို့သားမိရောက်လာလေးတစ်ဖြတ်ပါဆိုတော့ဒီပွဲလေးကဩဂတ်စ်လ15ရက်နေ့နဲ့16ရက်နေ့မှာတာမနယ်အမှကျင်းပနေတဲ့ပွဲလေးပါဒီနေ့15ရက်နေ့မှာတော့မခိုင်လီတို့သားမိနဲ့တွေ့ခဲ့တယ်ပေါ့နော်မနက်ဖြန်16ရက်နေ့မှာလည်းဒီလိုအစီအစဉ်တွေရှိရမလို့စိတ်ဝင်စားရတယ်ဆိုရင်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင် Grace လဲလေအခုမှပဲ Riety နဲ့ပိုလိုက်ဖက်ပြည့်စုံတဲ့ခန်းစားချက်ဆိုတာဘာလို့ပြောလဲဆိုတာနားလေသဘောပေါက်တော့တယ်တကယ်လဲ Riety ကဘယ်အစားအစာနဲ့မဆိုလိုက်ဖက်ညီတာပဲတခုခုစားတိုင်း Riety နဲ့အမြဲကိုတွဲစားပြစ်တော့မှာ